1989 တညလာ17ရက်2023ခုနှစ်အောက်တိုဘာလ25ရက်ဗုဒ္ဓဦးနေ့ည၌အွန်လိုင်းမှာဟောကြားအပ်သောအလုံးကိုဆွလွတ်နိုင်မှာဆင်းရဲဒုက္ခကုန်ပြီအကြောင်းတရားဒေသနာတော်ရသော်ပြာကသုတ်တန်တစ်ခုမှာတပ္ပံအဘိသနာအလုံးကိုသိရမယ်တပ္ပံအဘိသနာအလုံးကိုသိရမယ်တပ္ပံပရိစ္ဆာနာအလုံးကိုပိုင်းခြားသိနိုင်ရမယ်တပ္ပံဝိရဇယဝိရာဇယအလုံးပေါ်မှာတွေ့တာမှုကင်းရှင်းစေရမယ်တပ္ပံပါဇဟံအလုံးကိုဆွလွတ်နိုင်ရမယ်အဲ့ဒါမှဘဘောဒုက္ခခရယဆင်းရဲဒုက္ခကုံဆုံးမှုအတွက်ဖြစ်နိုင်မယ်ဆိုလိုတာကမြတ်စွာဘုရားသာသနာတော်မှာဘုရားဟောကြားတဲ့တရားတွေကတန်တရားတွေမှာကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခတွေကိုအဆုံးသတ်ဖို့ပဲဖြစ်တယ်ပေါ့နော်အဆုံးသတ်ဖို့ဖြစ်တယ်အဲ့ဒုက္ခတွေကိုအဆုံးသတ်ဖို့ဆိုလို့ရှိရင်တော့အလုံးကိုသိရမယ်အလုံးကိုဆွလွတ်နိုင်ရမယ်ဒီလိုဆိုလိုတာနော်အလုံးကိုမဆွလွတ်နိုင်သေးဘူးဆိုရင်ဒုက္ခကုန်မှုမရသေးဘူးအဲ့တော့ဒီနေရာမှာဒုက္ခဆိုတာဘာကိုပြောတာလဲဆိုသင်္ခါရတရားတွေကိုပြောတယ်ယံကိစီဝိရိတံသဗ္ဗတမေသဗ္ဗံဒုက္ခဝိရိတခံစားချက်အလုံးဟာဒုက္ခတနည်းအားဖြင့်ပြောမယ်ဆိုရင်သဗ္ဗေသင်္ခါရဒုက္ခတန်တရားထဲမှာရှိတဲ့သင်္ခါရတရားတွေမှန်သမျှဒုက္ခပဲဒုက္ခသစ္စာလောကမှာရှိတဲ့ခန္ဓာ၅ပါးယုံနာတရားတွေအဒုက္ခသစ္စာပဲအဲ့ဒီဒုက္ခသစ္စာကိုဖန်တီးပေးနေတဲ့ဒုက္ခကိုဖန်တီးပေးနေတဲ့တဏှာကိုသမုကိရိတာရိကံတွေကိုသမုဒိယသစ္စာဒုက္ခနဲ့သမုဒိယနှစ်ခုမဖြစ်တော့တာကိုនិရောဓသစ္စာမဖြစ်အောင်လှုပ်ဆောင်ရမယ်နိလန်ကဘက်ကသစ္စာတော့သစ္စာလေးပါဆိုအဲ့တော့မြတ်စွာဘုရားဒီနေရာမှာတပ္ပံပိသနာပရိစ္ဆာနာဝိရာဇယပါဇဟံဘဘောဒုက္ခခရယတန်ရုပ်ပါဠိတော်မှာဒီသုတ်တန်တစ်ခုရှိတယ်တခြားသုတ်တန်တွေလည်းရှိသေးတယ်ဒီပုံစံဟောတာနော်အဲ့တော့ဒီသုတ်တန်ကိုနားလည်ပဲဆိုလို့ရှိရင်ဝိပဿနာလုပ်ငန်းစဉ်ကိုမြတ်စွာဘုရားဟောတာပဲဖြစ်တယ်အဲ့တော့မြတ်စွာဘုရားဟောတာတဲ့ဝိပဿနာလုပ်ငန်းစဉ်တွေအများကြီးပဲသုတ်တန်တွေထဲမှာရှုမှတ်ရမယ့်တရားတွေကလည်းပဲအကုန်လုံးတိတိကျကျဟောကြားထားတာဖြစ်တယ်အဲ့တော့တပ္ပံပိသနာအလုံးကိုအမှန်ကန်သိရမယ်တပ္ပံပရိစ္ဆာနာအလုံးကိုပိုင်းခြားသိရမယ်တပ္ပံဝိရာဇယအလုံးပေါ်မှာတွေ့တာမှုပြတ်ဆဲရမယ်တပ္ပံပိသအဘိပါဇဟံအလုံးကိုဆွလွတ်နိုင်ရမယ်ဓမ္မတာပပ္ပောဒုက္ခခရယဒုက္ခကုံဆုံးမှဖြစ်နိုင်တယ်လို့ဆိုလို့ပေါ့နော်အဲ့တော့ဒါတွေမသိသေးသမျှမဆွလွတ်နိုင်သေးသမျှဒုက္ခကုံဆုံးတဲ့ဒုက္ခនិရောဓဒုက္ခခရဆိုတာဒုက္ခនិရောဓပဲဒုက္ခនិရောဓဆိုတာနိဗ္ဗာန်ပဲလေဆိုလိုတာကနိဗ္ဗာန်ရောက်ချင်ဒါရိဆွန်လို့ရမယ်လို့ပြောတယ်လူတွေကတမ္မာအပြင်သာဘုန်းကြီးတို့တွေဣရမေပုံညာနိဗ္ဗာန်တပစ္စယောတို့နိဗ္ဗာန်ရဲ့ထောက်ကူဖြစ်ပါစေလို့ဆုတောင်းနေကြတာဖြစ်တော့လည်းပဲနိဗ္ဗာန်ရဲ့သဘာဝကိုသိဖို့လိုတယ်ပေါ့
ဒုက္ခကုံဆုံးသွားတာနေပါမယ်သစ္စာလေးပါးနဲ့ပြောလို့ရှိရင်တန်တရားထဲမှာဒုက္ခထိုဒုက္ခကိုဖြစ်စေတဲ့အကြောင်းတရားကဒုက္ခသမုဒယအဲ့ဒီနှစ်ခုနဲ့ပဲနေကြတာဒုက္ခနဲ့ဒုက္ခသမုဒယနဲ့နေကြတာဒါကြောင့်ဒါကိုပဝတ္တိသစ္စာလို့ခေါ်တယ်တန်တရားထဲမှာဖြစ်နေတဲ့သစ္စာလူတိုင်းဟာဘာရတာတော့ဆိုဒုက္ခရတာယုံနာရတာဒုက္ခရတာဘဝရတာဒုက္ခရတာသူရှင်ပြေးနေတဲ့အခါကျတော့ဒုက္ခလို့မထင်ဘူးလေသူကသို့တော့ဒုက္ခဆိုတဲ့သဘောတရားဟာလူတွေကပြောဖို့ပြောနေရအပြိုးဆုံးရှိတယ်နော်မကောင်းတာလုပ်ပြီးပြောတာများတယ်ကောင်းတာလုပ်တဲ့လူလည်းမပြောရဘူးလားဥပမာပရာဟိတတွေလုပ်တယ်ပြောနေကြတယ်ရှိတ်သားတွေသွားတယ်တရားစခန်းတွေဝင်တယ်မပြောကြဘူးလားပြောတယ်တရားပွဲတွေသွားနာတယ်တရားနာတယ်မပြောဘူးလားပြောတာပဲဒိတာတွေလေပြောတဲ့စိတ်တော့ရှိတာပေါ့ပြင်းပဲလုပ်နေစိတ်ကြည်နတ်နေတယ်ပြောရဲဆိုတာစိတ်ချမ်းသာမှုရနေတာပဲစင်ပြေးနေတာအဲ့တော့မြတ်စွာဘုရားတတိပေးတာကကာမဂုဏ်အာယုန်နေနဲ့မပြောဖို့ပဲတတိပေးတာကာမဂုဏ်အာယုန်နေနဲ့ပြောလို့ရှိရင်ကိလေသာတွေလွှမ်းမိုးမှုခံရမယ်ကိလေသာလွှမ်းမိုးထားတဲ့စိတ်ဟာဘယ်တော့မှအမှန်ကမသိတော့ကိလေသာတွေရဲ့ချုပ်ကိုက်မှုအောက်ရောက်သွားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာအသိဉာဏ်ကင်းမဲ့သွားတယ်အသိဉာဏ်ကင်းမဲ့သွားသည့်အတွက်ကြောင့်သူလုံးသမျှအလုပ်တွေဟာကုသိုလ်ဆိုတာပဲဖြစ်တော့အကုသိုလ်တွေများလာအကုသိုလ်တွေပဲဖြစ်လာအဲ့ဒါကဆိုကြပေးတာနော်အကုသိုလ်ဖြစ်မှာဖြစ်မဲ့လမ်းကိုရောက်သွားနိုင်တယ်ဒါကြောင့်မလို့အကုသိုလ်နဲ့မပြောမိအောင်မြတ်စွာဘုရားအတ္တိပေးတာပဲဖြစ်တယ်တတိဝတ္တကတတိကိုလွတ်မထားနဲ့ကိုယ်ဝအခြေအနေကိုယ်ကိုသိနေအကုသိုလ်နဲ့မပြောနဲ့ကုသိုလ်နဲ့ပြောလို့ရတယ်စိတ်ကောင်းနှလုံးကောင်းနဲ့ကောင်းတဲ့အလုပ်တွေကိုပြောလုပ်ပြီးတော့ပြောနေကြတယ်လူတွေသူတို့လည်းပြောတာပဲလေအဲ့တော့စိတ်ချမ်းသာမှုရတာကိုပြောတာလို့ခေါ်တာပဲအဲ့ဒီမှာအဲ့ဒါကိုရွေးချယ်ပြီးတော့တတိနဲ့နေပြီးတော့ပြောတာဟိုစိတ်ညစ်နေတာကိုပြောတာမဟုတ်ဘူးနော်လူတိုင်းဟာစိတ်ညစ်တယ်ဆိုတာရှိမယ်ခဏပဲလေပြီးရင်တော့တစ်ခုနဲ့တော့ပြောအောင်အဲ့တော့ဓမ္မရတိလို့ခေါ်တဲ့တရားနဲ့ပြောပွေမှုကာမရတိဆိုတဲ့ကာမဂုဏ်အာယုန်တွေနဲ့ပြောမှုအဲ့ဒီပြောမှုနှစ်ခုတည်းပဲတပ္ပရတံရတိဓမ္မရတိစိနာတိဓမ္မရတိဆိုတဲ့တရားနဲ့ပြောမှုကပြောမှုအလုံးကိုလွှမ်းခြုံနိုင်ယူနိုင်တယ်လို့ဆိုလို့တယ်။ဘာလို့လဲဆိုတော့ပြစ်ကင်းတာနော်ထာဝရပြောနိုင်သွားတယ်။ကျန်တဲ့ကာမဂုဏ်အာယုန်နေနဲ့ပြောတာကစိတ်ညစ်စရာပါလာတယ်နောက်ကပြောပြီးတော့စိတ်ညစ်စရာပါလာတယ်။ဥပမာဖဲရိုက်ပြီးတော့ပြောတယ်အရက်တောက်ပြီးတော့ပြောတယ်။မကောင်းတဲ့ဒုစရိုက်တွေနဲ့ပြောတယ်။ပြီးရင်နောက်ကပြဿနာတက်ဖဲရိုက်လို့ဖဲနိုင်တာပြောတယ်ဖဲရှုံးပြီဆိုရင်ဖဲနိုင်တယ်ဆိုတဲ့ကမှာရှုံးတဲ့ကောင်ကဒုက္ခပေးတတ်တယ်နော်အပြောကြီးမရနိုင်ဘူးသူကတော့ဖဲဆိုင်ရှုံးတဲ့လဲကြတော့လဲဆင်းရဲဒုက္ခကြောင့်အရက်တောက်တယ်တောက်တော့ပြောကြတယ်ရံဖြစ်ကြတယ်ကွဲကြပြဲကြတူတမှုတွေဖြစ်သူတို့ပြောရွှင်မှုတကယ်ပြောရွှင်မှုအစစ်မဟုတ်ဘူးခိတ္တကနာတွေပဲပြောတယ်အဲ့ဒါမျိုးနဲ့မပြောဘူးပဲလို့လေပေါ့မြတ်စွာဘုရားဟောတာအဲ့ဒါမှမြတ်မြတ်တာဟောပေးတာပါမြတ်မြတ်တာအကျိုးရှိတဲ့ပြောခြင်းနဲ့ပြောဖို့တော့ရတယ်အဲ့ဒါတွေကဒီတတိထားရမယ့်အချက်တွေပေါ့နော်အဲ့လိုဆိုလိုတာပေါ့အဲ့တော့လောကမှာအမှန်တရားကိုသိပြီးတော့ဘဝမှာကိုရထားတာကဒုက္ခဘာကြောင့်ရတာလဲဆိုရင်ကိလေသာကြောင့်ရတာအဲ့ဒါကိုပဲအမှန်တရားအကြောင်းနဲ့အကျိုးဒုက္ခသစ္စာသမုဒယသစ္စာလို့ပြောတယ်ဒါတို့ဘောခေါ်လိုက်တာအရှိတိုင်းပြောရင်ဒုက္ခသမုဒယဒုက္ခဆိုတာကျဉ်းစရာမကောင်းတဲ့ဘဝ
ဒုက္ခသမုဒိယဆိုတာအဲ့ကျင့်တတ်ဆရာမကောင်းတဲ့အခြေအနေတစ်ခုကိုရထားတာသို့မဟုတ်ဒုက္ခဆိုတာသင်္ခါရတရားတွေကိုရထားတာလောကီသင်္ခါရတရားတွေကိုရဒုက္ခသမုဒိယဆိုတာအဲ့ဒီသင်္ခါရတရားဆိုတာခန္ဓာ၅ပါးပဲယုံနာ၂ပါးပဲအဲ့တော့ယုံနာ၂ပါးဒုက္ခအဲ့ဒီဒုက္ခရထားတာကိလေသာကြောင့်ရတာအဲ့ဒီမဲ့အဓိကတဏှာဆိုပြီးတော့ဒုက္ခသမုဒိယအဲ့ဒီနှစ်ခုနဲ့နေကြအဲ့တော့ဒုက္ခကိုဖယ်ရမှာလားသမုဒိယကိုဖယ်ရမှာလားလို့ဆိုရသော်ဗျာတပည့်စကြာတရားဟောတော့ငရေရှင်းထားတာနော်ဒုက္ခချုပ်အောင်မလုပ်ရမလဲဒုက္ခនិရောဓကိုရခြင်းမလုပ်ရမလဲလို့ရသော်ဗျာဟောတော့ယောတတ္တယေဝတတ္တယအတိတဝိရာကောသာကောပတိနေတဲ့ကောမုဒ္ဒိနာဒုက္ခကိုဖြစ်ပေါ်စေတဲ့တဏှာကိုပယ်ပါလို့ပြောလိုက်တာအကြောင်းတရားကိုတတ်မှတ်အကျိုးရရတယ်နော်ယောဂပြောက်ခြင်းယောဂဖြစ်ခြင်းအကြောင်းကိုပဲရှားရမှာဖြစ်တယ်ရှားပြီးတော့ယောဂဖြစ်စေတဲ့အကြောင်းကိုပဲရှားမှယောဂဆောက်ပြောက်တယ်အဲ့လိုဆိုလို့ပေါ့နော်အကြောင်းကိုပဲဖယ်ရှားတာအကြောင်းကိုဖယ်ရှားလိုက်ရင်အကျိုးကလို့အကြောင်းနဲ့အကျိုးဆိုတာတွဲဖက်တာပဲအမြဲတမ်းအဲ့တွဲဖက်နေတဲ့နေရာမှာဥပမာတပည့်ကြီးတွေပဲကအရေးထိုးနေတယ်နေဘူးမရဘူးအဲ့ဒီအရေးကိုမလို့ခြင်းဘူးတပည့်မလဲပဲနဲ့အရေးကတော့ရှိနေမှာပဲနော်တပည့်ခုတ်လိုက်မှအရေးကပြောင်းအရေးမလို့ခြင်းဘူးတပည့်တော့လို့ခြင်းတယ်ဆိုမရဘူးအဲ့တော့တပည့်ကထိုးနေတဲ့အရေးဆိုဒီတပည့်ကိုပဲခေါ်ရဖြစ်တယ်အဲ့တော့ပဲပေါ့နော်ဒုက္ခကိုပေးနေတဲ့ကိလေသာသမုဒိယအကြောင်းတရားတွေကိုဖယ်ရှားလိုက်ပါဒုက္ခဆိုငြိမ်းသွားတယ်အဲ့ဒီဒုက္ခငြိမ်းတဲ့အနေထားတစ်ခုကိုဒုက္ခនិရောဓလို့ခေါ်တာအဲ့ဒီဒုက္ခនិရောဓရောက်ဖို့နိလန်ကတော့ဒုက္ခនិရောဓကမိတိပฏิပဒါဆိုတဲ့ကျင့်စဉ်တစ်ခုပဲအခုဒီသုတ်တန်ဟောတာမြတ်စွာဘုရားအဲ့ဒီကျင့်စဉ်ကိုဟောတာနော်ဘယ်လိုပဲဖြစ်ဖြစ်ဒုက္ခခရလို့ခေါ်တဲ့သင်္ခါရဒုက္ခတွေအလုံးကုန်ဆုံးတဲ့သို့မဟုတ်ဘဝမှာဘဝဒုက္ခဝတ္တဒုက္ခကိလေသာဒုက္ခဆိုလူမှာပြဿနာတွေကိုဖြစ်ပေါ်စေတတ်တဲ့ဒုက္ခမှန်သမျှကုန်ဆုံးဖို့အတွက်ကအလုံးရမလဲတပ္ပံအပိသနာအလုံးကိုသိအောင်ကြိုးစားတယ်တပ္ပံပရိသနာအလုံးကိုပိုင်းခြားသိအောင်ကြိုးစားလို့ဆိုစကလုံးလေးကကျဉ်းကျဉ်းလေးပဲအဘိဇာနာဆိုတာဘာကိုပြောတာလဲနော်အဘိဇာနာရဲ့အဓိပ္ပာယ်ကအဘိထူသောဉာဏ်ဖြင့်ဇာနာသိရမယ်အလုံးကိုထူသောဉာဏ်ဖြင့်သိရမယ်အဲ့ဒါဘာပြောတာတော့ဆိုဝိပဿနာတရားအထုတ်တဲ့ကမှာညာတပရိညာဆိုတာရှိတယ်အဲ့ညာတပရိညာကိုပြောတာညာတပရိညာဆိုတာအလုံးဆိုတာရှုပ်တရားနံတရားဒီနေရာမှာအလုံးဆိုတာဒီအလုံးဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့သိရအလုံးဆိုတာဘာကိုပြောတာလဲတပ္ပဆိုတဲ့စကားလုံးကိုသုံးတယ်မြတ်စွာဘုရားတပ္ပအလုံးစုံအလုံးဆိုတာ၄မျိုးရှိတယ်တဲ့နော်အလုံးလို့ပြောတဲ့အခါမှာ၄မျိုးခွဲခြားနားလည်ရမယ်၄မျိုးကဘာလို့ဆိုတပ္ပကိုနှစ်ထပ်ကွာပြောလိုက်တာတပ္ပအလုံးနဲ့အလုံးအကျယ်ဆုံးအလုံးအကျုံးမဝင်တာတစ်ခုမှမရှိဘူးအလုံးနော်တပ္ပဆိုတာအလုံးတွေကိုခြုံထားတဲ့အလုံးအကုန်လုံးကျော်ဝင်တယ်အဲ့ဒီတပ္ပဆိုတာဘာလို့ဆိုသဗ္ဗညုတဉာဏ်ရဲ့အာယုံဖြစ်တဲ့ရေရဓမ္မအလုံးကိုဆိုလို့တယ်အဲ့တပ္ပကြတော့အဲ့ဒါကြတော့သဗ္ဗညုတဉာဏ်နဲ့ပါအလုံးဆိုတာသိနိုင်တယ်ဒါမို့လောကဆိုတာအကုန်လုံးသိတဲ့လူဆိုတာဘုရားမှာတပါမရှိဘူးနော်အကုန်လုံးသိတယ်တပ္ပနေယယံကိစီနေယတပ္ပသိเสียရခတ်သိအလုံးတပ္ပလို့ခေါ်တယ်အဲ့ဒါကတပ္ပတစ်ခုနောက်တစ်ခုကတော့စတုပုမကဓမ္မဘ
ဘုံ၄ပါးဆိုတာဘာပြောတာတော့ဆိုကာမဘုံရူပဘုံအရူပဘုံလောကုတ္တရာဝဋ္ဌဘုံနော်စတုပုမကစာဘုံ၄ပါးလို့ပြောတာဘုံ၄ပါးဆိုအကုန်မိ၄ပါးမှမရှိတော့ကာမဘုံရဲ့ရူပဘုံရဲ့အရူပဘုံရဲ့လောကုတ္တရာဝဋ္ဌဘုံရဲ့အဲ့ဒီဟာကိုအာယတနတပ္ပလို့ခေါ်တယ်နောက်တစ်ခုကတေပုမကဓမ္မလောကုတ္တရာမပါဘူးဘုံသုံးခုနဲ့ဖြစ်တဲ့တရားဟုသမျှဘုံသုံးပါး၌ဖြစ်တဲ့တရားဟုသမျှဘုံသုံးပါးဆိုတာကာမဘုံရူပဘုံအရူပဘုံတေပုမဆိုတာအဲ့ဒါနော်ဘုံသုံးပါးမှာဖြစ်တဲ့တရားအဲ့ဒီတရားအလုံးကိုတက္ကယတပ္ပလို့ခေါ်တယ်တက္ကယတပ္ပခဏရှိတဲ့တပ္ပအလုံးနောက်ဆုံးတစ်ခုကတော့ဘာလို့ပိစ္ဆာရမဏမတ္တာအာယု၅ပါးရူပယုတတ္တယုကန္တယုရတ္တယုဖုဒ္ဓဘာယုဆိုတဲ့အာယု၅ပါးနော်ကာမဂုဏ်အာယု၅မျိုးအစဉ်တန်နာရတာအထိတွေ့အဲ့ဒါကိုပဋိသတပ္ပလို့ခေါ်တယ်ပရိသဆိုတာအကုန်လုံးမဟုတ်ဘူးအစိပ်ပိုင်းတစ်ခုလို့ပြောတာနော်အဲ့လိုပြောတာအဲ့တော့မြတ်စွာဘုရားကဒေသနာတော်တွေမှာတပ္ပံလို့ပြောလိုက်လို့ရှိရင်ပဲတပ္ပလဲဒါရွေးချယ်ရမယ်နော်အခုဒီသုဒ္ဓမှာတပ္ပံလို့ပြောလိုက်တာဘာကိုပြောတာတော့ဆိုအမှန်ပုဂ္ဂိုလ်တရားအနေနဲ့အကုန်လုံးသိနိုင်လားလို့ဆိုအကုန်လုံးတော့မသိနိုင်သိပြီးတော့အဓိကကတော့ကိလေသာပယ်ဖို့ပဲဒါတွေပေါ်မှာကိလေသာကုန်ရမယ်လို့ပြောတာနော်အကုန်လုံးအသေးစိတ်သိဖို့ဆိုတာတော့ဝိပဿနာကိုအလုံးရှုနိုင်တယ်ဆိုတာရှင်သာရိပုတ္တရာပဲရှုတာဒါရှင်သာရိပုတ္တရာတောင်ကြံနေသေးတယ်နော်ဒေဝတဉာဏတဉာဏကြတော့အနုပါဒနဲ့ရှုတာအနုပဒဝိပဿနာဆိုတာရှိတယ်ရှင်သာရိပုတ္တရာကျန်တဲ့ပုဂ္ဂိုလ်တွေကတစ်စိတ်တစ်ပိုင်းပဲရှုပြီးတော့ကျန်တဲ့တွေကထိုနည်း၎င်းနဲ့ပါသွားတာအကုန်သိဘယ်မှာသိကိလေသာလွတ်ဖို့ပဲအဓိကပဲဒီနေရာကသိပြီးတော့ကိလေသာပြုတ်သွားရင်နောက်တစ်နေရာလည်းပြုတ်တာပဲနော်နောက်တစ်နေရာလည်းပြုတ်တယ်အဲ့ဒါကြောင့်မလို့ဒီနေရာမှာရည်ညွှန်းတာမြတ်စွာဘုရားကတပ္ပံအဘိဇာနိတပံအာရဏဆိုတဲ့အလုံးစုံအာရဏတပ္ပကိုသိအောင်လုပ်ရမယ်အဲ့တော့သိအောင်လုပ်ရမယ်ဆိုတော့ဘယ်လိုသိတာတော့လို့ဆိုယတပရိညာအနေနဲ့သိရမယ်တရားသဘာဝအနေနဲ့တရားမဟုတ်ဘူးဓမ္မတတ္တဖြစ်တယ်ဆိုတာသိရအဲ့တော့ဘယ်ဟာတွေတော့မေးလိုက်လို့ရှိရင်ကိုယ်တဏ္ဍမှာရှိနေတဲ့အရာတွေတော့လည်းပြောရင်မျက်စိနဲ့ပတ်သက်တာ5ခုနားနဲ့ပတ်သက်တာ5ခုနှာခေါင်းနဲ့ပတ်သက်တာ5ခုလက်ရနဲ့ပတ်သက်ပြီးတော့5ခုကိုယ်ကာယနဲ့ပတ်သက်တာ5ခုမနဆိုတဲ့ဘဝင်စိတ်နဲ့ပတ်သက်တာ5ခုအဲ့30ကိုပြောတာနော်အဲ့ဒါတွေကိုဒီနေရာမှာတပ်ပါလို့ဆိုလို့တယ်ဒါတွေကလူတွေမှာမရှိဘူးလားဆိုရှိတယ်ကဲအဲ့တော့မျက်စိနဲ့ပတ်သက်ပြီးတော့5ခုဆိုတာပါလေလူတိုင်းမျက်စိဆိုတာသိနေကြတယ်မျက်စိဆိုတာလောကဝါဒနဲ့ပြောလိုက်လို့ရှိရင်မျက်စိကြီးတစ်ခုလုံးကိုဒီနေရာမှာစက္ခုလို့ဆိုလိုက်လို့ရှိရင်မျက်စိကြီးတစ်ခုလုံးကိုဆိုလိုတာတဲ့ကံကြောင့်ဖြစ်တတ်တဲ့စက္ခုပတာရမျက်စိအကြည့်တက်ကလေးကိုဆိုလို့လည်းပေါ့ဒါပေမဲ့ဒီအကြည့်တက်လေးကသူထီးနေလို့မရဘူးကျန်တာတွေနဲ့ရောနေတာရောနေတာခွဲခြားလို့မရတော့ရောနေတာတွဲနေတာအဲ့ကြောင့်မို့လို့အဓိကကတော့အကြည့်တက်ကိုဥဆောင်ပြီးပြောပြမယ်လို့အလုံးရောထားတဲ့အရာတစ်ခုမျက်စိရှိတယ်အဲ့ဒီမှာမျက်စိမှာလာပြီးတော့
ထင်ဟပ်တဲ့အဆင့်အာယုံရှိတယ်အဲ့ဒီနှစ်ခုဆုံလိုက်တဲ့အခါမှာမြင်သိစိတ်ဆိုတာရှိတယ်မြင်သိစိတ်ပေါ်လာတဲ့နောက်မှာအာယုံနဲ့စိတ်နဲ့ဆက်သွယ်ပြီးတဲ့ဖတ်တာဆိုတာပါလာတယ်နော်အဲ့ဒီဖတ်တာကြောင့်ဖြစ်တဲ့စိတ်ခံစားမှုဒုက္ခဒုက္ခအဒုက္ခမဒုက္ခဆိုတဲ့ဝေဒနာ၃မျိုးပါလာတယ်၅မျိုးအလုံးနော်အဲ့တော့လူတိုင်းမှာဒါရှိတယ်လူတိုင်းမှာရှိတယ်ရှေ့ပိုင်းနှစ်ခုကကွဲပြားခြားလာတယ်နောက်ဟာတွေကပုံစံတူသွားတယ်ပုံစံတူလို့ဒါပဲလားလို့ဆိုမဟုတ်ဘူးနော်စက္ခုဝိညာဉ်နဲ့သောတာဝိညာဉ်ကတစ်ခုစီမျက်စိပေါ်မှာဖြစ်တဲ့စိတ်နဲ့နားပေါ်မှာဖြစ်တဲ့စိတ်ကတစ်ခုစီမျက်စိမှာဖြစ်တဲ့စိတ်ကပြောင်းပြီးတော့နားပဲပြောင်းပြီးဖြစ်တာမဟုတ်ဘူးနှာခေါင်းပြောင်းပြီးတော့ဖြစ်တာမဟုတ်ဘူးမျက်စိမှာဖြစ်တဲ့စက္ခုဝိညာဉ်စိတ်သည်သူ့အကြောင်းနဲ့သူဖြစ်တာဖြစ်တယ်အဲ့ဒီစိတ်သည်သောတာဝိညာဉ်ဖြစ်တာမဟုတ်ဘူးလို့ဆိုလို့တယ်နားကအတန်ကြားပြီးတော့ကြားတဲ့သောတာဝိညာဉ်စိတ်ဆိုတာသူ့အကြောင်းနဲ့သူဖြစ်တာစက္ခုဝိညာဉ်စိတ်နဲ့သူ့နဲ့တူသလားဆိုမတူသို့တော့စိတ်ဆိုတဲ့သဘောတရားအနေနဲ့အတူတူပဲဒါပေမဲ့ဒီစိတ်မဟုတ်ဘူးနော်ဒီစိတ်မဟုတ်ဘူးမြေရည်တဲ့တောင်သွားပြီးတော့ရေတစ်ခွက်ခတ်တောက်ကြည့်လိုက်မြေနောက်တစ်ခါထပ်ခါအဲ့ဒီရေဟုတ်သေးရလားစီးနေတာမဟုတ်တော့ဘူးလေနော်အဲ့ဒီမဟုတ်တော့နောက်ရေဖြစ်သွားပြီတော့အဲ့ဒီသဘောပဲဒီစိတ်လို့ပြောပြီးမဲ့ဒီစိတ်မဟုတ်ဒီစိတ်ကပြီးသွားပြီချုပ်သွားပြီအဲ့တော့စကုဝိညာဉ်စိတ်သည်သောတာဝိညာဉ်စိတ်ဖြစ်တာမဟုတ်ဘူးကာဏဝိညာဉ်စိတ်စသည်ဖြစ်တာမဟုတ်ဘူးစကုဝိညာဉ်စိတ်ကသူ့အကြောင်းနဲ့သူဖြစ်တယ်သောတာဝိညာဉ်စိတ်ကလည်းသူ့အကြောင်းနဲ့သူဖြစ်တယ်ကာဏဝိညာဉ်ဒီစိတ်တွေကသူ့အကြောင်းနဲ့သူဖြစ်ကြတာအကြီးပဲမျက်စိထဲမှာထင်လာတဲ့ရူပယုံနဲ့မထင်တဲ့ရူပယုံနှစ်ခုရှိတယ်မထင်တာလည်းရူပယုံပဲထင်လာမှရူပယုံမဟုတ်ဘူးနော်သူကမျက်စိနဲ့သာကြည့်လို့ရတာမဟုတ်ဘူးသူ့ကိုဓမ္မယုံလို့မခေါ်လို့မရဘူးနော်မျက်စိထဲမှာထင်လာမှရူပယုံမထင်ရင်ရူပယုံမဟုတ်ဘူးလို့ပြောလို့မရဘူးသူကရူပယုံပဲဥပမာမဲ့လူဝင်လူထွက်ဖို့တကားကြီးတတ်ထားတယ်ဒီတကားကိုပိတ်ထားတယ်လူဝင်လူထွက်မလုပ်ဘူးတကားဆိုတာဝင်မှုထွက်ဖို့ထားတာအဲ့တကားကအသိပိတ်ထားတယ်အသိပိတ်လိုက်တဲ့ကသူ့ကိုတကားလို့မခေါ်ဘူးဆိုတာမရှိဘူးတကားပဲနော်တကားဆိုတဲ့နာမည်ပြတ်သွားဘူးသူကလှုပ်သည်ဖြစ်စေမလှုပ်သည်ဖြစ်စေသူကိစ္စဆောင်ရွက်သည်ဖြစ်စေမဆောင်ရွက်သည်ဖြစ်သည်မျက်စိထဲမှာထင်ဟပ်လာတဲ့အဆင့်အာယုသည်မျက်စိထဲမှာပေါ်သည်ဖြစ်စေမပေါ်သည်ဖြစ်စေအဆင့်အဆင့်ပဲတည်တတ်သည်လို့ဒီလိုဆိုလို့ရပေါ့အဲ့တော့ဝိပဿနာအာယုအနေနဲ့နံပါတ်1ကအာလုံးကိုသိရမယ်ဆိုရင်ဘာကိုသိရမှာတော့ဆိုမျက်လုံးကိုသိရမယ်မျက်လုံးထဲမှာထင်ဟပ်လာတဲ့အဆင့်အာယုကိုလည်းသိရမယ်နော်ထိုနှစ်ခုပေါင်းစပ်လာလို့ဖြစ်ပေါ်လာတဲ့စက္ခုဝိညာဉ်စိတ်မြင်သိစိတ်ဆိုတာကိုလည်းသိရမယ်ထိုမြင်သိစိတ်နဲ့အတူဖြစ်လာလို့မြင်သိစိတ်ကိုမိပြီးတော့ရှင်တွဲဖြစ်လာတဲ့ဖတ်တာဆိုတာကိုလည်းသိရမယ်ထိုဖတ်တာကြောင့်ဖြစ်လာတဲ့မြင်သိစိတ်နဲ့ပတ်သက်တဲ့ဖတ်တာကြောင့်ဖြစ်လာတဲ့စိတ်ခံစားချက်ကောင်းတယ်မကောင်းဘူးကျဉ်တ်တယ်မကျဉ်တ်ဘူးနော်မြင်ပြီးတဲ့နောက်မှာအဲ့ဒီအာယုံဟာကိုယ်စိတ်ထဲမှာကျဉ်တ်တယ်မကျဉ်တ်ဘူးကိုယ်မှာအစင်ပြေတယ်မပြေဘူးစင်ပြေတာလည်းမဟုတ်ဘူးစင်မပြေတာလည်းမဟုတ်ဘူးဆိုဝေဒနာ၃မျိုးအဲ့ဒီဝေဒနာ၃မျိုးကလည်းမျက်စိနဲ့ပတ်သက်ပြီးဖြစ်လာတဲ့ဝေဒနာ၃မျိုးအဲ့တော့မျက်စိနဲ့ပတ်သက်ပြီးတော့ဒီလို၃မျိုးအလုံးပေါင်းရင်၅မျိုးရှိတယ်အဲ့ဒါကိုသိအောင်လုပ်ပါလို့ပြောတာမြတ်စွာဘုရားအဘိဇာနာသိအောင်လုပ်ဆိုတာဘယ်လိုသိရမှာလဲစက္ခုယုတ်တရားတသက်တာဖြစ်တယ်မျက်လုံးဆိုတာယုတ်တရားသာဖြစ်တယ်ကံကြောင့်ဖြစ်တဲ့ယုတ်တရားတသက်ပြတာဖြစ်တယ်အစင်အာယုံဆိုတာကံစိတ်ဥဒုအာရအကြောင်း၄ပါးကြောင့်ဖြစ်လာတဲ့အစင်ယုတ်တသက်တာဖြစ်တယ်ငါမဟုတ်ဘူးဓမ္မတသက်တာဖြစ်တယ်
ဘာဝတဲ့ဓမ္မတွေရဲ့သဘောကိုသိတာအဲ့ဒါကိုညာတပရိညာလို့ခေါ်တယ်သူ့သဘာဝအတိုင်းသိရမယ်သိလိုက်သိတဲ့ကြောင့်ငါမဟုတ်ဘူးတတ္တဝမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးနော်သဘာဝတရားတသက်များတာဖြစ်တယ်မျက်စိသည်သဘာဝတရားတသက်များတာဖြစ်တယ်ဘယ်သူကထုတ်လုပ်တာတော့ကံကထုတ်လုပ်တာဘယ်သူတွေကထောက်ပံ့ပေးတော့စိတ်တို့ဥဒုတို့အာရတို့ကထောက်ပံ့ပေးတာရုပ်တရားရဲ့အကြောင်း၅မျိုးပြထားတယ်။ဘာတွေတော့ဆိုအဝိဇ္ဇာရဲ့တဏှာရဲ့ဥပါဒာရဲ့ကံရဲ့အာဟာရရဲ့ရုပ်တရားရဲ့အကြောင်းကို၅မျိုးပြ။အဝိဇ္ဇာတဏှာဆိုတာကအဝိဇ္ဇာတဏှာဥပါဒာအဲ့ဒီသုံးခုကကံကိုဖြစ်စေရတဲ့အကြောင်းတရားတွေ။အဲ့ဒီအဝိဇ္ဇာဆိုတဲ့အမှန်မသိမှုနော်တဏှာဆိုတဲ့တွေ့တာမှုဥပါဒံဆိုတဲ့ဆွဲလမ်းမှုအဲ့ဒါကိုအကြောင်းပြုပြီးဆိုလိုတာကိလေသာပဲရှုံပြောလိုက်မယ်ဆိုရင်ကိလေသာပဲအဝိဇ္ဇာလည်းကိလေသာပဲတဏှာလည်းကိလေသာပဲဥပါဒံလည်းကိလေသာပဲဥပါဒံကြတော့တဏှာနဲ့ဒိဋ္ဌိနှစ်ခုအဲ့ဒီကိလေသာကိုကိလေသာကြောင့်ကောင်းမှုမကောင်းမှုတွေကိုလုပ်တယ်အဲ့ဒါကံနော်အကယ်၍အဝိဇ္ဇာတဏှာဥပါဒမရှိဘူးဆိုရင်ကံမဖြစ်ဘူးသူတို့ကြောင့်ကံဖြစ်တာဒါကြောင့်မို့သူတို့အကြောင်းနဲ့ထည့်ထားတာနော်ကံကိုဖြစ်စေတဲ့အကြောင်းတရားတွေအဲ့ဒါရဲ့ကံကြောင့်မျက်စိရတာနော်ကံမကောင်းအကြောင်းမလာတဲ့ပုဂ္ဂိုလ်တွေကဝေးတယ်မျက်စိပါမလားတတိကံလို့ခေါ်တာပေါ့မိကေဝါနဲ့ကံလာတာရှိတယ်အဲ့တော့စက္ခုကိုဖန်နေပေးတာကကိုဖန်နေတာလည်းမဟုတ်ဘူးကိုအမေကဖန်နေတာလည်းမဟုတ်ဘူးကိုဖေကဖန်နေပေးတာလည်းမဟုတ်ဘူးကံတရားကဖန်နေပေးတာဖြစ်တော့မျက်လုံးဟာငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးအကြောင်းတရားတိုက်ဆိုင်ပြီးတော့သူကသူဖြစ်လာတာဖြစ်တယ်သင်္ခါရတရားတသက်မြာတာဖြစ်တယ်လို့သဘာဝတရားတသက်ကိုသိတာယတာပရိညာပဲပထမအဲ့ဒီသိရနောက်အစင်းအာယုံဆိုတာဟာမျက်စိတွေမှာလာပြီးတော့ပေါ်တတ်တဲ့အရာမျက်စိကိုအမိပြုပြီးတော့ဖြစ်တဲ့စိတ်နဲ့သာသိနိုင်တယ်နားနဲ့မမြင်အောင်အစင်းအာယုံကိုနားနဲ့သိလို့မရဘူးနော်နားမှာမိပြီးတော့ဖြစ်တဲ့စိတ်ကအစင်းအာယုံကိုမသိဘူးစင်းအာယုံကိုသိတာဟာမျက်စိကိုမိပြီးတော့ဖြစ်တဲ့စိတ်ကပါသိတယ်ဒါကြောင့်မို့မျက်စိမှာသာထင်ဟလာနိုင်တယ်နားမှာတော့မထင်ဟနိုင်ဘူးအဲ့တော့ရူပဆိုတဲ့အစင်းရုပ်ဟာမျက်စိတွေမှာမြင်တဲ့ကာလာတို့ဖုံးတို့ပေါ့အဲ့ဒီအစင်းရုပ်ဟာကံစိတ်ဥဒ္ဒဝါဒအကြောင်းလေးပြောကြောင့်ဖြစ်တာဖြစ်တယ်အဲ့ဒါလည်းပဲသူ့အကြောင်းနဲ့သူဖြစ်တာငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးလို့သိတယ်မျက်စိမှာသာပေါ်လာလို့မျက်စိနဲ့သာသိနိုင်တဲ့ရုပ်တစ်မျိုးပဲဟောတာသူတို့နှစ်ခုသိသူတို့နှစ်ခုကိုအမိပြုပြီးတော့နောက်ထပ်ပေါ်လာတဲ့တရားသူတို့မြင်သိစိတ်ကိုစက္ခုဝိညာဉ်လို့ခေါ်တယ်။ဘာကြောင့်စက္ခုဝိညာဉ်လို့ခေါ်တာတော့ဆိုမျက်စိကိုမှီပြီးတော့မျက်စိကထွက်လာသလိုမျက်စိတွေကထွက်လာတဲ့သဘောနဲ့ဖြစ်လာတာမှန်တော့ထွက်လာတာမဟုတ်စီတီးလို့ရှိရင်စီတန်ကြားတယ်ကြားတဲ့အခါအဲ့ဒီတန်ကစီရဲထွက်လာတာလားဆိုမဟုတ်ဘူးနော်စီရဲထွက်လာတာမဟုတ်ဘူးစီတီးတဲ့ဒုက္ခထွက်တာလည်းမဟုတ်ဘူးအပြင်မှာရှိနေတာလည်းမဟုတ်ဘူးစီထဲမှာတူလောင်ထားလို့ထိလိုက်တဲ့ကမြည်လာတာလားအဲ့ဒီလိုလည်းမဟုတ်ဘူးရှိမနေဘူးလို့ဆိုလို့တယ်ပေါ့မျက်စိထဲမှာမြည်ပြူးတဲ့မျက်စိကိုမြည်ပြူးပြီးတော့ဖြစ်ပေါ်လာတဲ့စက္ကဝေဒစိတ်သည်မဖြစ်ခင်ကမျက်စိထဲမှာသူတဏှာရမှာရှိနေသလားမရှိဘူးရှိနေတာမဟုတ်ဘူးအကြောင်းကြောင့်ပေါ်လာတာအဲ့ဒါကိုစိတ်ထဲမှာမရှင်းဘူးဆိုရင်မိချစ်ဖူနဲ့ကြည့်မိချစ်နဲ့ကြည့်လိုက်ဂက်စ်မိချစ်လေးကိုကြည့်လိုက်ဂက်စ်မိချစ်လေးတွေမှာမိရှိလားလူတွေအိတ်ထောင်နဲ့ထည့်သွားကြတာပဲလေအိတ်ထောင်နဲ့ထည့်သွားပြီးတော့စီကရက်တောက်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီမိချစ်လေးထုတ်ပြီးတော့ချစ်တာမိဖြစ်မလားအဲ့တော့မချစ်ခင်ကမိရှိနေလားအဲ့ဒါမရှိဘူးเนาะဖိပြီးတော့လက်နဲ့ချစ်လိုက်တဲ့အခါမှာမိတော့ခလေးဖြစ်လာတာသို့တော့မိဖြစ်နိုင်တဲ့အနေအထားတွေအဲ့ဒါမှရှိတယ်နောက်ထပ်အကြောင်းတစ်ခုပေါင်းစပ်လိုက်တာနဲ့ဖြစ်သွားတယ်နောက်ဥပမာတစ်ခုကြည့်တရက်စီ
တရားရှိတယ်မှာတရားမြင့်ရှိသလားသို့မဟုတ်တရားပင်ရှိသလားတရားအရွက်တွေအကိုင်းခက်တွေရှိသလားတရားသီးတွေအဲ့ဒီမှာရှိလားမရှိဘူးအစိပဲရှိတယ်အဲ့ဒီအစိတွေကမရှိဘဲနဲ့ဘယ်လိုထွက်လာစဉ်းစားကြည့်ရမှာပြောတာတော့မျက်စိထဲမှာမြင်သိစိတ်မရှိဘူးဆိုတာအဲ့ဒီဥပမာနဲ့ကိုနားလည်အောင်ကြည့်ရမယ်ရှိနေတာမဟုတ်ဘူးစီထဲမှာစီတန်ကလည်းရှိနေတာမဟုတ်ဘူးတီးလိုက်လို့ထွက်လာတာသာဖြစ်တယ်အကြောင်းကြောင့်ဖြစ်တယ်ဆိုတဲ့သဘောကိုပြောတယ်ဒါတခုနားလည်ရင်ကြတာတွေလည်းနားလည်သွားတယ်အဲ့တော့စကုဝိညာဉ်စိတ်တည်မျက်စိကိုမှီပြီးတော့ဖြစ်တာတော့ဟုတ်တယ်မျက်စိတွေကထွက်လာတာမဟုတ်ဘူးမျက်စိထဲမှာတဏှာရမှာအောင်းပြီးတော့သူ့လောင်ထားတာလည်းမရှိဘူးခုခေတ်လို install လုပ်ထားတာမရှိဘူးနော် install လုပ်ထားတာမရှိဘူးအကြောင်းတိုက်ဆိုင်မှာပေါ်လာတဲ့အရာသာဖြစ်တယ်ပေါ်ပြီးပြောက်သွားတယ်အဲ့တော့မြင်သိစိတ်ဆိုတဲ့စကုဝိညာဉ်စိတ်ကလည်းငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးသူ့အကြောင်းနဲ့သူဖြစ်လာတာသူဖြစ်ပြီးတော့လည်းသူကသူရပ်တည်တာမဟုတ်ပြောက်သွားတာဒီလိုဆိုလို့လေနော်အဲ့ဒါကိုသိတာကိုအဘိဇာဏအလုံးကိုသိရမယ်ဆိုတာစက္ခုံအဘိဇာဏမျက်လုံးကိုသိရမယ်ဆိုတာအဲ့ဒါပဲမျက်လုံးဆိုတာယုတ်တရားတက်တက်ဖြစ်တယ်ငါမဟုတ်ဘူးညာတပရိညာနဲ့သိတယ်အစင်းကိုသိတယ်ညာတပရိညာနဲ့သိတယ်ညာတပရိညာဆိုတာသဘာဝတရားကိုလက္ခဏာရှုတော့ကနေပြီးသဘာဝလက္ခဏာရှုတော့ကနေပြီးတော့သိတယ်အသိကိုဆိုလို့တယ်ပေါ့အဲ့တော့ဝိပဿနာတရားအထုတ်ပြီးဆိုလို့ရှိရင်အဲ့သဘာဝအတိုင်းသိဖို့လိုတယ်ငါမဟုတ်ဘူးနော်မျက်စိကငါမဟုတ်ဘူးယုတ်တရားတက်တက်သာဖြစ်တယ်ငါဟာမဟုတ်ဘူးယုတ်တရားသာဖြစ်တယ်အစင်းအာယုံကလည်းငါမဟုတ်ဘူးယုတ်တရားတက်တက်သာဖြစ်တယ်စက္ခုဝိညာဉ်စိတ်မြင်သိစိတ်ကလည်းငါမဟုတ်ဘူးနံတရားတက်တက်သာဖြစ်တယ်စက္ခုဝိညာဉ်စိတ်နဲ့တွဲပဲလာတဲ့စက္ခုတံဖတ်တာနော်စက္ခုဝိညာဉ်နဲ့တွဲလာလို့စက္ခုတံဖတ်တာကျန်တဲ့သောတတံဖတ်တာတွေပါလေရှိလို့ကွဲသွားအောင်ပြောတာနော်မျက်စိကိုမိဖြစ်တဲ့ဖတ်တာအဲ့ဒါလည်းငါမဟုတ်ဘူးစက္ကဝိညာဉ်စိတ်ဖြစ်လို့ဖြစ်တာသူတို့ကအဲ့ဒီဖတ်တာနဲ့ကြုံတဲ့အခါမှာစိတ်ခံစားချက်ပေါ်လာတယ်စိတ်ခံစားချက်ကအာယုပေါ်မှာစိတ်ခံစားမှုဖြစ်လာတယ်ကိုမြင်ရတဲ့အစင်းကကျဉ်တ်တယ်ကိုမြင်ရတဲ့အစင်းပေါ်မှာမကျဉ်တ်ဘူးနော်စိတ်ထဲမှာကြိုက်တယ်မကြိုက်ဘူးကျဉ်တ်တယ်မကျဉ်တ်ဘူးဆိုတဲ့စိတ်ခံစားချက်လာတယ်အဲ့တော့အလုံးဟာငါးခုဖြစ်သွားတယ်အဲ့ဒီငါးခုစလုံးသူကလည်းသူ့ကိုသိရမယ်လို့ပြောတာဒါဝိပဿနာတရားအထုတ်ရဝိပဿနာရဲ့အာယုဆိုတာတခြားရှာမှာမဟုတ်ဘူးကမ္မထန်ထိုင်သိဖြစ်စေမနိုင်သိဖြစ်စေမျက်နှလုံးဖွင့်ပြီးတော့မြင်လိုက်တာနဲ့ဒီ process ရှိတယ်ဆိုတာကိုတတိထားနေရမယ်တတိထားရင်သိတယ်နော်မျက်လုံးဖွင့်လိုက်တဲ့အခါမှာမြင်စရာအာယုကမျက်စိတွေရောက်လာတယ်အဲ့ဒါအမြင်မျက်လုံးနဲ့အစင်အာယုံစုံတာပဲအဲ့ဒီမှာမြင်တယ်ဆိုတဲ့အသိစိတ်ပေါ်လာတယ်အဲ့ဒါနဲ့တစ်ဆက်တည်းဖတ်တာအာယုံနဲ့စိတ်နဲ့ထိတွေ့သွားတယ်ထိတွေ့သွားတဲ့အခါမှာခုနစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ feeling ဆိုတဲ့ဝေဒနာနော်အာယုံပေါ်မှာကိုယ်ကြိုက်တယ်ဆိုလို့ရှိရင်ခံစားတယ်ဆိုရင်ဒုက္ခအာယုံပေါ်စိတ်ကမကြိုက်ဘူးဆိုလို့ရှိရင်ဒုက္ခကြိုက်တာလည်းမဟုတ်ဘူးမကြိုက်တာလည်းမဟုတ်ဘူးဆိုလို့ရှိရင်အဒုက္ခမဒုက္ခဩစိတ်ခံစားရဝေဒနာတွေဖြစ်လာအဲ့ဒီငါးခုစလုံးကိုသိဖို့လိုတယ်လို့ပြောတာနော်တပ္ပံပိစနာဆိုအလုံးကိုအဲ့ဒီတိုင်းသဘာဝအတိုင်းသိရမယ်အဲ့တော့ယုံနဲ့နာဖြစ်တာပဲရှိတယ်နှစ်ခုစလုံးအဲ့တော့သစ္စာနဲ့ပြောမယ်ဆိုရင်ဒုက္ခသစ္စာတွေကြီးပဲကောင်းအဲ့တော့ကမ္မထာအထုတ်တယ်ဆိုတာဒုက္ခသစ္စာတွေဟာကိုကြည့်တာပဲကိုမျက်စိနဲ့မြင်တဲ့ချိန်လေးပါမြင်ခြင်း process တစ်ခုမှာစိတ်ဖြစ်စဉ်တစ်ခုအတိတ်တိုင်းသွားတာဒါတော့တော့သိရမယ်နော်နောက်တစ်ခါနားနဲ့ပတ်သက်တာနားရှိတယ်အယစကားနဲ့ပဲပို့နားလဲအောင်ပြောနားရှိတယ်နားရှိတိုင်းအတန်ကြားတာမဟုတ်ဘူးအတန်ပေါ်လာမှအတန်ကြားတာနားကအတန်မှလာထင်ဟပ်ပြီဆိုတဲ့ကမှအတန်ကြားတာနော်နားရှိတယ်နားတစ်ခုတည်းနဲ့အတန်ကြားတာမဖြစ်ဘူးနားရှိတယ်အတန်ကနားပေါ်မှာလာပြီးတော့ထင်ဟပ်လာတယ်ထိကြိုက်လာတယ်အဲ့ကြရင်ဇာတိစိတ်ဆိုတဲ့စိတ်ပေါ်လာတယ်
ကြာသိစိတ်တဲ့အတူအာယုန်နဲ့စိတ်တွေ့ပြီးတဲ့ဖတ်တာဆိုတာပေါ်လာတယ်အဲ့နောက်မှာစိတ်ခံစားချက်ကိုကြားတဲ့အတန်ကစိတ်ချမ်းသာစရာဆိုရင်ဒုက္ခစိတ်ချမ်းသာစရာမဟုတ်ဘူးဆိုရင်ဒုက္ခဟောဒီလိုလာတာနော်ချမ်းသာစရာလည်းမဟုတ်ဘူးမချမ်းသာစရာလည်းမဟုတ်ဘူးပုံမှန်အနေထားပဲဆိုရင်အဒုက္ခမဒုက္ခဝေဒနာတော့ကိုဖြစ်လာအဲ့ဒီမှာလည်းပဲတပ်ပံပိဿာနာအလုံးကိုသိရမယ်ဖြစ်လာတဲ့ဟာကိုအဲ့တော့ကမ္မထာအထုတ်တဲ့ဆိုတာကမြင်တဲ့အခိုင်လေးမှလည်းလှုပ်လိုက်နားတဲ့မှာအတန်ကြားတဲ့အခိုင်လေးမှလည်းပဲဒီကြားတဲ့အတန်ပေါ်မှာခုလို့ရှုမှလိုက်ဘယ်နှခုဖြစ်သွားလဲ9ခု5ခုဖြစ်သွားတယ်ဆိုတော့သိလိုက်အောင်နော်မျက်စိကြီးမိတ်ပြီးထိနေတဲ့အခါဒါရှုဖို့ပြောတာမဟုတ်ဘူးမြင်တဲ့အချိန်မှာရှုအောင်မြင်လိုက်တဲ့အချိန်မှာအဲ့ဒီ process နဲ့သွားတာအဲ့တော့တရားဆိုတာပဲတရားမဆိုအထုတ်လို့ရတယ်လို့ပြောတာနော်တရားထိုင်ပြီးတော့မျက်စိမိတ်ပြီးတရားထိုင်နေပါတရားလို့ပြောတာမဟုတ်အဲ့ဒါသမာဓိလုပ်တာစိတ်တည်ကြအောင်လုပ်တာဝိပဿနာဆိုတာတရားတိုင်းမှာရှုတတိနဲ့ကြည်နေတာတမ္ပဇညာနဲ့ဆင်ញင်နေတာအဲ့ဒါဝိပဿနာပဲစိတ်အလုပ်ပဲဖြစ်တယ်နော်အဲ့ကြောင့်မို့ကမ္မထာဆိုတာအပြည့်လုပ်နေတဲ့သဘောပဲဟိုထေရိကာဆိုတဲ့ထေရိမတယောက်အလောင်းဟာသူအားမတော်တဆအိမ်အောင်ကြာသွားသူအိမ်အောင်မပြုတ်ကြည့်ပဲမတော်တဆအိမ်အောင်ကြာတယ်ဆိုတာရှိသေးတယ်လေမတော်တဆအိမ်အောင်ကြာသွားတော့သူကတရားအထုတ်ခြင်းဖះကြောင်သွားပြီးတော့မြဲတဲ့တရားနာတယ်တရားနာရင်သူသောတာပန်ဖြစ်နေအဲ့သောတာပန်ဖြစ်နေတဲ့ပုဂ္ဂိုလ်ကတရားအထုတ်တာမဟုတ်ဘူးမိဖို့ကြောင့်လည်းမှဟင်းချက်တာတော့သူပါမြင်လိုက်တော့ဆိုလို့ရှိရင်ဟင်းရွက်တွေကိုလက်ဆက်တွေရေးသေချာတန့်စအောင်ဆေးပြီးတော့ဟင်းရွက်ကိုကြော့မလို့တဲ့ဦးရဲထည့်လိုက်တယ်တဲ့ဦးရဲ့အပူမိရဲ့အောက်ကအပူနဲ့ဟင်းရွက်ကကြော်လိုက်တဲ့အခါခုနကတော့စိမ့်ပြီးတော့လန်းလန်းဆန်းဆန်းဖြစ်တဲ့ဟင်းရွက်တွေကညှို့ကြသွားတယ်မဲသွားတယ်ခုကိတူတွေရကဆိုရင်မမဲအောင်ချက်တဲ့ဒီရှိသေးတယ်နော်အစိမ့်လေးဖြစ်နေအောင်ချက်တဲ့ဒီရှိအဲ့တော့သူကအဲ့လိုဟင်းရွက်တွေကိုကြော်လိုက်တဲ့အခါမဲသွားတယ်အဲ့ဒါသူမြင်လိုက်တဲ့အခါကျတော့သူပါစဉ်းစားမိလို့ဆိုခုနကလန်းလန်းဆန်းဆန်းစိမ့်ဆုပ်နေတဲ့ဟင်းရွက်တွေကအခုမဲသွားငါခန္ဓာကိုယ်မှာရှိတဲ့ယုတ်တွေလည်းဒီတိုင်းပဲဗဟိတကိုကြည့်ပြီးတော့အစ္ဆဒကိုပြန်တွေးလိုက်တာနဲ့တပြိုင်တည်းအဲ့နာမှာဟင်းရွက်ကြော်ရင်ကနေအနာဂတ်ဖြစ်သွားတာရှိတယ်ဝိပဿနာဆိုတာအဲ့ဒါပြောတာနော်ဝိပဿနာလှုပ်တယ်ဆိုတာနေရာတိုင်းမှာလှုပ်လို့ရတယ်ကိုကတတိရှိနေဖို့နဲ့တမတွေတမ္ပဇညာရှိနေဖို့တမာတိတနောက်ကြည့်မလို့တမာတိအထုတ်တဲ့ဆိုတာအာယုန်တစ်ခုတည်းပေါ်မှာနေတာဝိပဿနာကအာယုန်တစ်ခုတည်းမှာမဟုတ်ဘူးနော်အာယုန်တစ်ခုတည်းပေါ်မှာယက်ထားတာမဟုတ်ဘူးသို့တော့ကိုစဉ်းစားတဲ့အာယုန်ပေါ်မှာယက်တန်သွားတာလေတမာတိပဲကိုစဉ်းစားနေတဲ့ပေါ်မှာစိတ်ငြိမ်သွားတာလေတမာတိပဲဟိုသမထသမာဓိကြတော့အကြာကြီးထားတာဒါအကြာကြီးထားတာမဟုတ်ဒါကြောင့်မို့ခဏိကသမာဓိလို့ခေါ်တယ်မြင်လိုက်တဲ့အခိုက်ကလေးသိလိုက်တဲ့အခိုက်ကလေးသူသိလိုက်တယ်လေဆိုဟင်းချက်ရင်လေဝိပဿနာတရားအထုတ်ပြီးတော့မဖို့ရသွားကြပတ္တစာရီတို့ဘာတို့ယန္တာဖြစ်တဲ့ဆိုလည်းအဲ့ဒီပုံစံပဲသူတို့ခြေတော့ကိုရေစင်းရေးကနေပြီးတော့ပထမရေတစ်ခွက်လောင်းချလိုက်တယ်ရေစီးကြောင်းရေစီးသွားတယ်ဒုတိယတစ်ခွက်လောင်းလိုက်တယ်ဒုတိယရေစီးကြောင်းကအဲ့ဒီတည်းကျော်သွားတယ်နောက်တစ်ခါတတိယတစ်ခွက်လောင်းလိုက်တဲ့အခါအဲ့ဒါပို့ပြီးတော့ဝေးသွားတယ်အဲ့ဒါကြည့်ပြီးတော့လူဆိုတာပထမအရွယ်ပါလဲသိတယ်ဒုတိယအရွယ်ပါလဲသိတယ်တတိယအရွယ်ခေါင်းနဲ့ရောက်လာတာဘာမြင့်ခေါင်းနဲ့ရောက်တာပိစိကဗုဒ္ဓဒီဆိုလို့ရှိရင်သိရွကြွေတာကြည့်ပြီးတော့ဝိပဿနာတရားအထုတ်ပြီးတော့ပိစိကဗုဒ္ဓဖြစ်သွားတာလေအဲ့ဒါဘာလို့ဆိုတတိရှိနေတယ်တတိနဲ့အတိရှိနေတာအဲ့တော့ဝိပဿနာနဲ့သမထနဲ့မတူဘူးဆိုတော့တတိထားဖို့လုပ်တယ်ပေါ့နော်သမထဆိုတာတော့အာယုတစ်ခုတည်းပေါ်မှာစိတ်ငြိမ်အောင်လုပ်နေရမယ်တပါးဒီအဲ့ဒါသမထဝ
ဝိပဿနာဆိုတာတတိနဲ့အသိရှိနေရမယ်ဘာပဲဖြစ်ဖြစ်တခြားတွေးနေတာတတိမဲ့သွားတာပဲကိုတကယ်ဖြစ်နေတာကိုသိနေဖို့လိုတယ်ပေါ့နော်အဲ့ဒါကိုဆိုလိုတာကိုခန္ဓာကိုယ်နဲ့အဝင်ခွင်ကြဖြစ်နေတဲ့အသိထိုင်နေရင်ထိုင်နေတာသိတယ်နော်ထိုင်နေတဲ့အချိန်မှာဖြစ်နေတာကိုသိတယ်လမ်းလျှောက်နေတာကိုသိတယ်ဘာကြောင့်လမ်းလျှောက်မှုဖြစ်တယ်ဆိုတာသိတယ်လမ်းလျှောက်နေတာကိုတခြားတွေလျှောက်တွေးနေတာတတိလို့ပြောတာမဟုတ်ဘူးနော်ဒါမို့ကာယကတတတိဆိုကိုယ်နဲ့ပတ်သက်နေတဲ့တတိကိုပြောတာအဲ့ဒီမှာနားနဲ့ပတ်သက်လာလို့ရှိရင်တော့မြင်တဲ့အခါမှာကြည့်လိုက်တဲ့အခါဟုတ်လေအတန်တစ်ခုကြားလိုက်ပြီဆိုလို့ရှိရင်နားဆိုတာသိတယ်အတန်ဆိုတာသိတယ်သိလိုက်တယ်နားနဲ့အတန်စုံလို့ကြာသိစိတ်ဖြစ်တယ်ကြာသိစိတ်ဖြစ်လို့ထိတွေ့မှုဖတ်တာဖြစ်တယ်အဲ့ဒီနာမှာနော်ဖတ်တာကိုအကြောင်းပြုပြီးတော့စိတ်ခံစားချက်ဖြစ်တယ်ဒါကနှာခေါင်းနဲ့အနံ့နှာခေါင်းရှိတယ်နှာခေါင်းနဲ့အနံ့ရောက်လာတယ်အများရန်ရောက်နေတာမဟုတ်ဘူးရောက်တဲ့အခါကြည့်ဖို့တော့ရောက်တဲ့အခါမှာဖြစ်ခိုက်ကိုသိအောင်လုပ်လိုက်နှာခေါင်းထဲမှာအနံ့တစ်ခုရတယ်ပန်းနံ့ပဲဖြစ်ဖြစ်အပုပ်နံ့ပဲဖြစ်ဖြစ်ဟောနှာခေါင်းနဲ့အနံ့ဆုံလိုက်တဲ့အခါမှာအနံ့သိတဲ့စိတ်ဖြစ်လာတယ်ဖတ်တာဖြစ်လာတယ်ပြီးရင်ဝေဒနာဖြစ်လာတယ်နာလိုက်တာဆိုရင်ဒါဒုက္ခဝေဒနာပေါ့မှုေးလိုက်တာဆိုရင်ဒုက္ခဝေဒနာပေါ့ကိုကြိုက်လို့ရှင်ဟောအဲ့ဒီမှာလည်း၅ခုလူတွေကကော်ဖီတောက်လည်းဖြစ်တာပဲလေကော်ဖီတောက်ရင်စဉ်းစားကြည့်မနေ့ breakfast မှာကော်ဖီတောက်တယ်ဆိုတော့ကော်ဖီကြိုက်တဲ့လူတွေကကော်ဖီတောက်တယ်ကော်ဖီတောက်ရင်ပါရင်သိတော့ဆိုခုနအနံ့ရင်သိတယ်ပါဇက်နဲ့တိတ်လိုက်တာနဲ့တပြိုင်တည်းကော်ဖီနံလေးကမှုေးလိုက်တာဆိုအဲဒုက္ခဝေဒနာဖြစ်သွားပြီကြားတဲ့ဟာတွေမသိလိုက်ဘူးနော်အဲ့တော့သိရမှာပါတော့ဆိုရင်နှာခေါင်းရယ်ကော်ဖီနံရယ်ပေါင်းစားလိုက်လို့သိတဲ့စိတ်ပေါ်တယ်သိနံသိစိတ်ပေါ်တယ်အဲ့ဒါနဲ့အတူဖတ်တာအာယုနဲ့စိတ်နဲ့ဆက်သက်တာပြီးတဲ့အခါကျတော့မှအနံ့ဒီသုံးခုပေါ်လို့သိတာဒီ၅ခုနော်ဒီ၅ခုတွေဟာကော်ဖီနံလေးကမှုေးလိုက်တာဆိုဒါကဏယုတ်နဲ့ခုန၅ခုဖြစ်သွားရောအဲ့ဒါပါဇက်ထဲမရောက်သေးဘူးနော်ကိုစားရင်ကြည့်လိုက်အဲ့ဒါကြောင့်မြတ်စွာဘုရားမုတေမုတ္တပတ္တလို့ခေါ်တာအဲ့ဒါကိုမျက်စိနဲ့နားတော့ separate ပဲနှာခေါင်းတို့ရှားတို့ကိုယ်ကာယတို့ကြပေါင်းနေတာရောနေတာသူတို့ကအဲ့တော့ကော်ဖီတောက်တာလေးကိုကြည့်အနံ့ကိုယဉ်သိတယ်အဲ့ဒါကပါဇက်ထဲမှာတောက်ချလိုက်ပြီဆိုတဲ့အခါမှာအရသာသိလားမသိသေးဘူးဘာယဉ်သိတယ်ကော်ဖီကြီးကပူလိုက်တာဒါဖုဒ္ဓဘာယုံပဲပူတယ်ဆိုတာနေသောဖုဒ္ဓဘာယုံကော်ဖီကြီးကလည်းအေးနေပြီဒါယဉ်သိတယ်ပူတယ်အေးတယ်ယဉ်သိလိုက်တယ်နော်အဲ့ဒါကိုသတိထားပေးလိုက်တယ်အဲ့ဒါဖုဒ္ဓဘာယုံနဲ့ကာယနော်ကာယပတာရရဲ့ဖုဒ္ဓဘာယုံရဲ့လျှာမှာရှိတဲ့နော်ကာယပတာရရဲ့ဖုဒ္ဓဘာယုံရဲ့ပြီးတော့ထိတိစိတ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့ဟောပူပူလေးကြိုက်တဲ့လူကအဲ့ဒါကြီးကိုတွေ့တဲ့အခါကျတော့မကြိုက်ဘူးဒုက္ခဝေဒနာနော်အဲ့ဒါမှကြိုက်ပြီးပူတာမကြိုက်တဲ့လူကျတော့ပူတာတွေ့ရင်ဒုက္ခဝေဒနာဟောရှော်လေ ice coffee တောက်သေးတာကိုအေးလေးတောက်ချင်တဲ့လူကရှိသေးတယ်အဲ့တော့အဲ့ဒီဟာတွေဖြစ်လာတာနောက်ဒါပြီးတော့မှအရာသာနောက်ဆုံးကြပါအရာသာလာတာပထမအနံ့ဒုတိယကာယပတ္တရအထီတွေတတိယကြတော့မှအရာသာလာစားရဲရောက်တော့ကော်ဖီကြီးရတဲ့ခါလိုက်တာကပူချီနိုတို့နော်เอสเปรสโซ่တို့ဆိုရင်ဒါအခါရပေါ့ဘာအရာသာခံတာမသိဘူးအဲ့ဒီကော်ဖီရဲ့အရာသာတွေ့ရင်ဟောရှားရဲ့အရာသာရဲ့အရာသာသိတဲ့စိတ်ရဲ့ဖတ်တာရဲ့အခါမကြိုက်တဲ့လူကအခါဆိုရင်သူစိတ်ထဲမှာဆန့်ကျင်သွားတယ်ဒုက္ခဝေဒနာခါရလေးကိုကြိုက်တဲ့လူကြတော့ကောင်းလိုက်တာကော်ဖီကဒုက္ခဝေဒနာနော်
ချိုးရကြိုက်တဲ့လူကြတော့အချိုးလေးနဲ့မှဒုက္ခဝေဒနာခါရသူ့အတွက်ဒုက္ခဝေဒနာဖြစ်သွားတယ်အဲ့လိုဆိုလိုတာအဲ့ဒါကိုယ်တဏ္ဍမှာဖြစ်နေတာတွေကိုကိုယ်သိတာအဲ့ဒါကိုပြောတာမြတ်စွာဘုရားတပ္ပံအဘိဇာနံအလုံးကိုသိအောင်လုပ်ပါလို့ပြောတာဒါဝိပဿနာတရားအထုတ်တာပဲကော်ဖီတောက်ရင်လည်းအထုတ်လို့ရတယ်ဒါကိုနေမိပြီပဲနေရာပြည့်အထုတ်လို့ရတယ်အဲ့ဒါကိုမုဒိမုဒ္ဒမတ္တနောက်တကဝိညာတေဝိညာတမတ္တဆိုတာမျက်စိလည်းမပါဘူးနားလည်းမပါဘူးနှာခေါင်းလည်းမပါဘူးလျှာလည်းမပါဘူးကိုယ်ကာယလည်းမရှိဘူးဒါတွေလည်းမဆက်သေးဘူးစိတ်ကူးရင်စိတ်ထဲမှာပဲဆက်တယ်မနေ့ကအကြောင်းအရာပြန်တွေးတယ်မြင်ခဲ့တာကိုပြန်တွေးတယ်မျက်စိတွေမှာပြန်မြင်လာတယ်နော်အဲ့ဒါရူပယုံမဟုတ်တော့ဘူးဓမ္မယုံမနေ့ကဘယ်သူနဲ့တွေ့ခဲ့တယ်ရံဖြစ်ခဲ့တယ်တော့မဟုတ်သူနဲ့ပြောပါပါစကားစမိပြောခဲ့တယ်အဲ့ဒါကြည့်ပြီးတော့ပြန်တွေးတာအဲ့ဒါကြတော့မနာနဲ့ဓမ္မယုံအတိတ်ဖြစ်သွားပြီမနေ့ကအဖြစ်ပြည့်တွေကိုပြန်တွေးတယ်သို့မဟုတ်နှစ်ဖြစ်ငါပါလို့ပဲဆိုပြန်တွေးတယ်နော်စိတ်ရဲ့ကိုတွေးတဲ့အာယုံရဲ့ပြီးရင်တွေးသည့်စိတ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့သူလည်းလာတာပဲကောင်းတာတွေးပြီးရင်ဒုက္ခမကောင်းတာတွေးပြီးရင်စိတ်ညစ်တယ်ဒုက္ခအဲ့တော့အလုံးဟာကြည့်လိုက်မယ်ဆိုရင်ဒီဣဇတိကာယရဏ6ပါးနဲ့ဘာဟိရယရဏ6ပါးအတွင်းအာယရဏ6ပါးအပြင်အာယရဏ6ပါးနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာစိတ်တွေဖြစ်လာတယ်ဒါကြောင့်ဘုအာရဏကပြီးစော်ပိုင်းစိတ်ရဲ့ခြေကအဲ့ပြီးစော်ပိုင်းဖြစ်လာတဲ့အခါမှာထိတွေ့မှုဆက်သွယ်မှုဆိုတဲ့ဖတ်တာစိတ်ခံစားမှုဆိုတဲ့ဝေဒနာအဲ့လိုဖြစ်လာတယ်အလုံးပေါင်းကိုယ်ခန္ဓာကိုယ်မှာဝိပဿနာတရားရှုဖို့ရစားရင်လည်းဝိပဿနာအထုတ်လို့ရတယ်သွားရင်လည်းအထုတ်လို့ရတယ်ကိုယ့်ကိုယ်တတိကနဲ့ကိုပဲလို့တယ်ဒါကြောင့်မို့လို့တတိဆိုတာအပြည့်ရလိုအပ်တယ်လို့ပြောတာတတိပဋ္ဌာန်တရားဆိုတာအဲ့ဒါကြောင့်တတိပဋ္ဌာန်လို့ပြောတာနော်တတိကမေ့သွားရင်မရတော့ဘူးပေါ့ဒါတွေပဲသိမလဲအဲ့ဒါကိုမြတ်စွာဘုရားပြောတာတပ္ပံအဘိဇာနာအလုံးကိုသိပါပရိဇာနာဆိုတာကြတော့ဒီတဲ့အစင်းမြင့်တဲ့အသိဖြစ်သွားပြီခုနယုတ်တိနန္တိသိပြီးတော့အကြောင်းတရားကိုသိနောက်တစ်ခါပရိဇာတံဆိုတာတိရဏပရိညာကိုပြောတာတိရဏပရိညာဆိုတာမြဲသလားမမြဲဘူးလားဆိုတာကြည်ရမမြဲတာတွေ့တော့မမြဲတာကိုဆုံးဖြတ်နိုင်သွားတယ်အဲ့ဒါတိရဏပရိညာဝိရဇယံပဇဟံဆိုတာကြတော့ဒီမျက်စိနာနာလျာကာယထင်လာတဲ့အာယုတွေပေါ်မှာတွေ့တာမှုတဏှာကိုဖယ်ရှားလိုက်တယ်မတွေ့တာတော့ဒါတွေသိနေမတွေ့တာတော့အဲ့ဒါတွေပေါ်မှာကျုပ်တရားတက်တာဖြစ်တယ်နန္တရားတက်တာဖြစ်တယ်ဆိုရင်မတွေ့တာတော့အဲ့ဒါကစွန့်လွတ်တာနော်စွန့်လွတ်ထားနိုင်တာအဲ့ဒါကြတော့ပါဟာဒပရိညာလို့ခေါ်တယ်ပရိညာ၃ခုဒီမှာတော့အကျေပဲပြောတော့နော်အချိန်လဲစီးနေလို့အဲ့တော့အဲ့ဒီအလုံးကိုတိမှအလုံးကိုစွန့်လွတ်နိုင်မှဆိုတာအဲ့ဒီအလုံးမှာတွေ့တာတို့မုန်းတိတာတို့အဲ့ဒါတွေကိုစွန့်လွတ်တာပယ်တယ်ဆိုတာသူတို့မျက်စိကိုဖယ်ပစ်တာမဟုတ်ဘူးနားကိုဖယ်ပစ်တာမဟုတ်ဘူးအဲ့ဒီပေါ်မှာငါမျက်စိငါနားဆိုတဲ့အတွေ့အတာတွေမရှိတာကိုပြောတာမျက်စိကလည်းသူကသူဖြစ်တာငါနဲ့လည်းမဆိုင်ဘူးငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးဆိုတဲ့အသိနဲ့မျက်စိပေါ်မှာတွေ့တာတဲ့တဏှာမုံနေတဲ့တဏှာကိုစွန့်လွတ်လိုက်ရမယ်အဲ့ဒါတွေကိုစွန့်လွတ်နိုင်ပြီဆိုတော့မှဒုက္ခကုန်တာဖြစ်နိုင်တယ်လို့မြတ်စွာဘုရားဟောတာဖြစ်တယ်ပေါ့ဒါကြောင့်တရားချက်ကသူတော်စင်ပြိဿပေါင်းတို့ဒီသုတ်တံလေးမှာဟောလို့ရကအလုံးပေါ်မှာတွေ့တာမှုတွေကိုစွန့်လွတ်နိုင်မှဒုက္ခဆိုတာကလွတ်နိုင်တယ်ဒုက္ခလွတ်တဲ့ဆိုတာနိဗ္ဗာန်စွန့်လွတ်နိုင်မှနိဗ္ဗာန်ကိုရမယ်ဆိုတဲ့သဘောကိုမြတ်စွာဘုရားက message ပေးတာဖြစ်တယ်ဒါကြောင့်ဒီအတိုင်းဝိပဿနာတရားအထုတ်တဲ့အခါမှာတွေ့တာမှုတို့မုံတိမှုတို့ကင်းလွတ်အောင်ကြိုးစားအထုတ်နိုင်ကြပါစေကုန်သတည်းရှိတဲ့ခြားရ
လုံးဆိုပဲရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မတပင်ဆင်ကျင်ပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရွတ်သိလေးမြတ်စွာမမတ်သားသာအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထောက်ပြုလို့ရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ပါကကိုအမိအဖအဖို့အဖွာဆွေမျိုးညတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏အထူးအဖြင့်ကွယ်လွန်သူဆရာကြီးဦးစိတ်ဦးအားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်တဲ့လောကဆောင်တဲ့တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏31ဘုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း